Hello ဒီနေ့မှာကတော့ချစ်စရာကောင်းတဲ့ခပဲရုံလေးကိုထုတ်ပြသွားမှာဖြစ်ပါတယ်ရှင်ရေခဲချီအသေးလေးပေါ့နော်ရေခဲချီ50 gram လေးနဲ့ S size 2.5 လေးနဲ့ထုတ်ပြသွားပါမယ်။ရင်ဆုံးခေါင်းကနေစထိုးပါမယ်နော်။ရင်ဆုံးတိုင်တိုး6ခါထိုးလိုက်ပါမယ်။ရိုးဝမ်းပြီးသွားရင်တော့ခြေစားလေးကိုဆွဲလိုက်ပါမယ်အခုရိုးတူကတိုင်ပွားပါမယ်နော်ရင်ဆုံးရှက်ကော်လေးနဲ့ဆက်ပါမယ်ရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ပြီးရင်ဖွန်မီတစ်ချက်ထိုးပါမယ်အခုရူတူကတိုင်6ခါလုံးပွားပါမယ်ရှင်တစ်ပေါင်း2ချက်စီထိုးသွားပါမယ်တစ်ချက်2ချက်လေးမှတ်ပါမယ်နော်ဒီနဲ့ပထမဆုံးစာထိုးတဲ့ချက်လေးမှတ်ချက်လေးမှတ်ထားလိုက်ပါမယ်ပြီးရင်ပပတ်လည်းတိုင်ပွားပါမယ်နော်ရူတူမှာတော့အားလုံးပေါင်းတိုင်တို့12ချက်ရှိပါမယ်ရူတူပြီးတော့လို့ရှိရင်မှတ်ချိန်မှတ်ထားတဲ့ချက်လေးမှာရှက်ကောနဲ့ဆက်ပါမယ်ပြီးရင်ဖွန်မီတစ်ချက်ထိုးrow 3ကတိုင်တိုးတိုင်ပွားနဲ့သွားပါမယ်ရင်ဆုံးတိုင်တိုးတစ်ချက်စာထိုးလိုက်ပါမယ်တိုင်တိုးဒုတိယချက်မှာတော့တိုင်ပွားပါမယ်ပြီးရင်တိုင်တိုးပြန်ထိုးပါမယ်နောက်တစ်ချက်မှာတိုင်ပြန်ပွားပါမယ်အဲဆိုရင်တိုင်တိုးတိုင်ပွားစုစုပေါင်း6ကြော့ထိုးပါမယ်เนาะအခု2ကြော့ထိုးဖို့ရကြောနောက်ထပ်4ကြော့ဆက်ထိုးလိုက်ပါမယ် row 3မှာအားလုံးပေါင်းတိုင်တိုး18ချက်ရှိပါမယ် row 3ပြီးရင်ရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်အခု row 4ကကြတော့တိုင်တိုး2ခါတိုင်ပွားနေသွားပါမယ်ရင်ဆုံးတိုင်တိုးတစ်ချက်ထိုးပါမယ်ပြီးရင်မချိတ်လေးမှတ်ပါမယ်နောက်တစ်ပေါက်မှာလည်းတိုင်တိုးနောက်တစ်ချက်ထပ်ထိုးပါမယ်တိုင်တိုး2ချက်ထိုးသွားရင်တော့တတိယမြောက်အချက်မှာတိုင်ပွားပါမယ်ဒါဆိုရင်တိုင်တိုး2ခါတိုင်ပွားပြီးတော့တိုင်တိုး2ချက်ပြန်ထိုးပါမယ်ဒီနောက်တစ်ပေါက်မှာနဲ့တိုင်ပွားတိုင်တိုး2ချက်ပြီးရင်တိုင်ပြန်ပွားမယ်ဒီနဲ့တိုင်တိုး2ခါတိုင်ပွားတိုင်တိုး2ခါတိုင်ပွားစုစုပေါင်း6ကြောပပတ်လေးထိုးလိုက်ပါမယ်နော် row 4မှာတော့အားလုံးပေါင်းတိုင်တိုး24ချက်ရှိပါမယ်အခု row 5ကိုဆက်သွားပါမယ် row 5ကတော့တိုင်တိုး3ခါတိုင်ပွားနဲ့ဆက်သွားပါမယ်နော်ရှက်ကောနဲ့ဆက်လိုက်တဲ့အချက်မှာပဲတိုင်တိုးပြန်စထိုးပါမယ်တစ်ခါပြီးရင်နောက်တစ်ပေါက်သွားပါမယ်နှစ်ခါပြီးရင်နောက်တစ်ပေါက်3ခါတိုင်တိုး3ချက်ပြီးသွားရင်တော့4ချက်မြောက်မှာတိုင်ပွားပါမယ်ဒီနဲ့ပြီးရင်တိုင်တိုး3ချက်ပြန်ထိုးပါမယ်တစ်ချက်2ချက်3ချက်ပြီးရင်တိုင်ပြန်ပွားပါမယ်
နဲ့ဒါဆိုရင်နောက်ထပ်၄ကြောဆက်ထိုးလိုက်ပါမယ် row 5မှာကစုစုပေါင်းတိုင်တိုးအချက်30ရှိပါမယ်အခု row 6ကိုဆက်သွားပါမယ် row 6ကလည်းအခုတိုင်းပဲပေါ့နော်တိုင်တိုး၄ကတိုင်1နဲ့ဆက်သွားပါမယ်တိုင်တိုးလေးကြီးတစ်ချက်စီတိုးတော့ပါနော်တစ်ချက်ထိုးလိုက်မယ်ပြီးရင်တိုင်တိုးနောက်တစ်ချက်ဆက်ထိုးရမယ်2 3 4တိုင်တိုးလေးကပြီး5ချက်မြောက်မှာတိုင်ပွားပါမယ်7နဲ့ပြီးတော့ရင်တိုင်တိုး4ချက်ပြန်ဆက်ထိုးပါမယ်1နဲ့3 4တိုင်တိုး4ကပိုးရရင်နော်တိုင်ပြန်ပွားပါမယ်1နဲ့ဒါဆိုရင်6ကြောပြည့်အောင်ဆက်ထိုးသွားလိုက်ပါမယ်နော်အခု row 7မှာကစုစုပေါင်းတိုင်တိုး30နဲ့6ချက်ရှိပါမယ်နော်ပြီးတော့ရင် row 7ကနေ10ထိတိုင်တိုး36တိုင်တိုး36ချက်ပတ်ပတ်လေးဆက်ထိုးသွားပါမယ်row 7နေစပြီးတိုင်ပွားစရာမလိုပါဘူး။အခုထိုးခဲ့တဲ့အတိုင်းပဲ36ချက်ပတ်ပတ်လေးဆက်ပြီးတော့ထိုးသွားပါမယ်နော်။ဒါဆိုလို့ရှိရင်ဒါလေးဆက်ပြီးတော့ထိုးသွားလိုက်ပါမယ်နော်။အခု row 10ထိပြီးသွားပြီပေါ့နော်။ row 10ထိပြီးသွားရင် row 7ကိုဆက်သွားပါမယ်။ဒီနောက်ရှက်ကော်လေးနဲ့ဆက်ပါမယ်။ခမီးတစ်ချက်ထိုးrow 7ကနေစပြီးတော့သူအရင်ဆုံးတိုင်တိုး9ချက်ရင်စာထိုးပါမယ်နော်တစ်ချက်နဲ့3 4 5 6 9တိုင်တိုး9ချက်ပြီးသွားပြီဆိုလို့ရှိရင်တိုင်9ချက်ပွားပါမယ်နော်တိုင်9ချက်စတိုက်ပွားသွားပါမယ်နဲ့တစ်ခါနဲ့နှစ်ခါနဲ့3ကနဲ့4ကတော့တိုင်ပွားရဲ့အတွက်တိုင်အချက်တွေရောသွားနိုင်တယ်နော်ဒီလိုလေးပြန်ဆွဲယူပါ1နဲ့3 4ကတိုင်4ကပွားရင်1နဲ့5ကနဲ့6ခါနဲ့9ကတိုင်9ကပွားပြီးသွားရင်တိုင်တို့8ချက်ဆက်ထိုးပါမယ်နဲ့3 4 5 6 9 10တိုင်8ခါတိုင်တူ8ချက်ထိုးပြီးသွားလို့ရှိရင်တိုင်9ခါပြန်ပွားပါမယ်နော်ခုနတိုင်းပဲတိုင်ပွား9ခါဆက်ထိုးပါမယ်တစ်ခါနဲ့နှစ်ခါနဲ့3က9ခါပြည့်အောင်ဆက်ပွားသွားလိုက်ပါမယ်နော်အခုတိုင်9ကပွားပြီးသွားရင်တိုင်တို့9ချက်ဆက်ထိုးသွားပါမယ်
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
5 6 9 6 9ဒီလိုလေးရပါမယ်နော်ပြီးတော့ရင်တော့ရှက်ကော်လေးနဲ့ဆက်ပါမယ်ဒါဆိုရင် row 7ကစုစုပေါင်းတိုင်တို့အချက်50ရှိပါမယ်နော်တိုင်တို့ချက်50ရှိပါမယ် row 12ကနေပြီးတော့အခု row 12ကတိုင်တို့အချက်50ပေါ့နော်ဆက်ထိုးပါမယ်12ကနေ14ထိတိုင်တို့အချက်50ဆက်ထိုးတော့ပါမယ်တိုင်row 12ကနေပြီးတော့14ထိတိုင်တို့ပတ်လေးဆက်ပြီးတော့ထိုးသွားလိုက်ပါမယ်နော်အဲဒါလေးဆက်ထိုးသွားလိုက်ပါမယ်အခု row 14ထိပြီးတော့ရပါနော် row 14ထိပြီးတော့ရင် row 15ကိုသွားပါမယ်row 15ကတိုင်တို့9ချက်နဲ့ပြန်စပါမယ်တစ်ချက်နှစ်သုံးလေးငါး6 9တိုင်တို့9ချက်ထိုးသွားဆိုရင်အခုတိုင်လျှော့ပါမယ်တိုင်ရလည်း9ချက်တောက်လျှောက်လျှော့တော့အောင်မယ်နော်ဆက်ထုတ်မယ်ဆက်ထုတ်လျှော့တစ်ခါတိုင်လျှော့တစ်ခါဆက်ထုတ်နှစ်ခါတိုင်လျှော့နှစ်ခါသုံးခါလေးကငါးက6ခါ9ခါတိုင်9ချက်လျှော့ပြီးတိုင်တို့10ချက်ဆက်ထိုးသွားပါမယ်နော်ကျေနှစ်သုံးလေးငါး6 9 10တိုင်တို့10ချက်ပြီးတိုင်လျှော့9ချက်ပြန်ထိုးပါမယ်တိုင်9ခါလျှော့လိုက်ပါမယ်နော်အခုတစ်ခေါက်လျှော့သွားတော့နောက်တစ်6ခေါက်ထပ်လျှော့လိုက်ပါမယ်တိုင်9ခါလျှော့ပြီးသွားပြီဆိုလို့ရှိရင်တိုင်တို့9ချက်ဆက်ထိုးသွားလိုက်ပါမယ်နော်နှစ်သုံးလေးငါး6 9ဒါဆိုရင်အခု row 15ထိပြီးသွားပြီပေါ့နော် row 15ထိပြီးရင်ဒီလိုလေးထွက်လာပါမယ်ပါလေးထွက်လာပြီနော်ပြီးသွားရင် row 16ပေါ့နော် row 16ကနေစပြီးတိုင်ပြန်လျှော့ပါတော့မယ်အခုရှက်ကောနဲ့ဆက်ပါမယ်တိုင်တို့တစ်ချက်ထိုးမယ်
အခု row 16ကတိုင်တိုး4ကအရင်ထိုးပါမယ်တစ်ချက်ထိုးပွားဆို2 3 4တိုင်တိုး4ချက်ပြီးရင်တိုင်လျှော့ပါမယ်လျှော့တိုင်တိုး4ကတိုင်လျှော့ပတ်လေး6ကြောထိုးသွားပါမယ်နော်ဒါဆိုရင်နောက်ထပ်ကျန်တဲ့5ကြောဆက်ထိုးသွားပါမယ်နော်အခု row 16ထိ row 16ကစုစုပေါင်းတိုင်တိုးအချက်30ရှိပါမယ်နော် row 16ပြီးရင် row 19လေးကိုဆက်ထိုးလိုက်ပါမယ်row 19ကတိုင်တိုး3ချက်အရင်ထိုးလိုက်ပါမယ်နော်တစ်ချက်နှစ်ချက်တိုင်တိုး3ချက်ပြီးရင်တိုင်ပြန်လျှော့မယ်1 2လျှော့ဒါဆိုလို့ရှင်အခုတိုင်တိုး3ကတိုင်လျှော့တိုင်တိုး3ကတိုင်လျှော့ပတ်လေးအလုံးပေါင်း6ကြောဆက်ထိုးသွားလိုက်ပါမယ်နော်row 19ပြီးတော့ပြီပေါ့နော် row 19မှာတော့စုစုပေါင်းတိုင်တိုး24ချက်ရှိပါမယ် row 19မြင်ကို row 18ပေါ့နော်ကိုကတော့ရှက်ကော်လေးနဲ့ဆက်မယ်တိုင်တိုး2ခါအရင်ထိုးပါမယ်တစ်ချက်နှစ်ချက်ပြီးရင်တိုင်လျှော့မယ်1 2လျှော့ဒါဆိုရင်တိုင်တိုး2ခါတိုင်လျှော့ပတ်လေး6ကြောဆက်ထိုးသွားလိုက်ပါမယ်နော်အခု row 18ထိပြီးတော့ပြီနော် row 18မှာတော့စုစုပေါင်းတိုင်တိုး18ချက်ရှိပါမယ် row 18ပြီးတော့ရင်တော့ဒီလိုလေးရပါမယ်နော်ပြီးတော့ရင်တော့ရှက်ကော်လေးနဲ့ဆက်ပြီးတော့ခြေစားဖြတ်လိုက်လို့ရပါပြီခြေစားကိုတော့နည်းနည်းခက်ရှည်ရှည်လေးထားပြီးတော့ဖြတ်လိုက်ပါမယ်ဖုံးလေးတစ်ချက်ထိုးပြီးတော့ခြေစားခက်ရှည်ရှည်လေးထားပြီးတော့ဖြတ်လိုက်ပါမယ်ပြီးတော့ခြေစားလေးကိုဆွဲထုတ်လိုက်ပါမယ်ဒါဆိုခေါင်းလေးရပါပြီအခုနေရလေးကိုဆက်ထိုးသွားပါမယ်ရင်ဆောင်တိုင်တိုး6ခါနဲ့ပြန်စားပါမယ်နော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
3 4 5 6ပြီးခြေသားလေးကိုဆွဲလိုက်မယ်နော်ခြေသားနည်းနည်းကျက်ပြီးတော့နော်ရှက်ကော်လေးနဲ့ဆက်ပါမယ်ရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ခမီတစ်ချက်ထိုးမယ်အခုရိုးတူကတိုင်တူ2ချက်အရင်စထိုးပါမယ်နော်အဲ့တော့တိုင်တူတစ်ချက်ပြီးမှတ်ချိန်မှတ်ပါမယ်တစ်ချက်ပြီးနောက်ထပ်တိုင်တူနောက်တစ်ချက်ထပ်ထိုးပါမယ်တိုင်တူ2ချက်ပြီး3ချက်မြောက်မှာတိုင်ပွားပါမယ်ကျေနဲ့ပြီးတိုင်တူ2ချက်ပြန်ထိုးပါမယ်ကျေနဲ့ပြီးတိုင်ပြန်ပွားပါမယ်ကျေနဲ့ပြီးတော့ရင်အခု root 3ကိုမဆက်ခင်ခြေစားလေးကိုတလိုလေးထားပြီးတော့ဖြတ်လိုက်ပါမယ်နော်ပြီးဒီ magic ring ကခြေစားကိုလည်းဖြတ်လိုက်ပါမယ်အခုကခြေရောင်ပြောင်းပါမယ်နော်အခုကလက်ကလေးကိုထိုးတာပါခြေရောင်လေးပြောင်းထိုးပါမယ်အခု root 3ကိုမသွားခင်ဒီကနေခြေစားကိုအရင်ဆက်ထုတ်ထားလိုက်ပါမယ်နော်ခြေစားကိုဒီကနေရင်ဆက်ထုတ်ထားလိုက်ပါမယ်
ပြီးတော့နော်အခု row 3ကရှက်ကောနဲ့ဆက်ပါမယ်နော်ရှက်ကောနဲ့ဆက်ပါမယ်ရှက်ကောလေးနဲ့ဆက်ပါမယ်ပြီးတော့ရင် row 3ကိုမထုတ်ရင်ဖွင့်ပြီးတစ်ချက်အရင်ထိုးလိုက်ပါမယ်နော်ပြီးတော့တိုင်တို့တစ်ချက်ရင်စာထိုးလိုက်ပါမယ် row 3နဲ့4ကတိုင်တို့8ချက်ပတ်လဲထိုးပါမယ်နဲ့တော့အခု row 3နဲ့4ကတိုင်တို့8ချက်ပတ်လဲဆက်ထိုးသွားလိုက်ပါမယ်နော်အခု row 4ထိပြီးသွားရင်ရှက်ကောလေးနဲ့ဆက်ပါမယ်ရှက်ကောနဲ့ဆက်မယ်ပြီးရင်ဖမီတစ်ချက်ထိုးမယ်row 4 row 5ပေါ့နော်အခု row 5ကတိုင်တိုး2ချက်အရင်စာထိုးပါမယ်တစ်ချက်ပြီးမကြိတ်ပြန်မှန်ပြီးနောက်ထပ်တိုင်တိုးတစ်ချက်ပြီးရင်တော့အခုတိုင်လျှော့ပါမယ်ရှော့တိုင်တိုးနှစ်ခါတိုင်လျှော့ပြီးနောက်ထပ်တိုင်တိုးနှစ်ခါတိုင်လျှော့နောက်တော့ထပ်ထိုးပါမယ်နော်ကျေနဲ့ပြီးတိုင်လျှော့ကျေနဲ့တိုင်လျှော့ row 5မှာတိုင်တို့စုစုပေါင်း6ချက်ရှိပါမယ်ပြီးတော့ရင်တော့ရှက်ကောလေးနဲ့ဆက်ပါမယ် row 6နဲ့7ကတော့တိုင်တို့6ချက်ကိုပတ်လဲဆက်ထိုးသွားပါမယ်နော်ခမီးတစ်ချက်ထိုးမယ်တစ်ချက်နဲ့တော့လေးငါ6ပြီးရင် row 7ကိုလည်းတိုင်တို့6ချက်ဆက်ထိုးလိုက်ပါမယ်နော်ကို row 7ထိပြီးသွားရင်တော့ရှက်ကောလေးနဲ့ဆက်လိုက်ပါမယ်ရှက်ကောလေးနဲ့ဆက်ပြီးတော့ဖုန်မီတစ်ချက်ထိုးပြီးတော့ခြေစာလေးဖြတ်လိုက်ပါမယ်နော်ခြေစာကိုအရင်ရှိရှိမဖြတ်တော့ပါဘူးသူ့ကိုကြတော့ကိုယ်ရည်နဲ့တွဲပြီးတော့ထိုးသွားမှာမလို့ခတ်တူတူလေးပဲထားပြီးတော့ဖြတ်လိုက်ပါမယ်ပြီးရင်ခြေစာလေးဆက်ထိုးလိုက်ပါမယ်ပြီးရင်နောက်ထပ်လက်တစ်ဖက်လေးဆက်ထိုးလိုက်ပါမယ်နော်အခုခြေထောက်လေးကိုဆက်ပြီးတော့ထိုးသွားပါမယ်နော်ရင်ဆုံးတိုင်တို့6ချက်စာထိုးလိုက်ပါမယ်ပြီးရင်တော့ခြေစာလေးဆွဲပါမယ်ရှက်ကောနဲ့ဆက်မယ်ရှက်ကောနဲ့ဆက်ဖုန်မီတစ်ချက်ထိုးတိုင်6ခါပွားပါမယ်မချက်အဲ့တော့ထိတ်ကအချက်လေးမှာမကြိမ်နဲ့မှတ်လိုက်ပါမယ်ပြီးရင်ပတ်လဲတိုင်ပွားသွားလိုက်ပါမယ်เนาะအားလုံးပေါင်း row 2မှာတိုင်တို့12ချက်ရှိပါမယ် row 3မစခင်ဒီလိုလေးထားပြီးခြေစာကိုညှပ်လိုက်ပါမယ်ခြေအောင်ပြောင်းပါမယ်เนาะ
ဒီဆုံး magic ring ကခြေစားကိုလည်းထည့်ထားလိုက်ပါမယ်ပြီးဒီကနေခြေအနီစာလေးကိုဆွဲထုတ်လိုက်ပါမယ်ပြီးတော့ rotary မစခင်ရှက်ကောလေးနဲ့ဆက်လိုက်ပါမယ်ပြီးရင်ဖမီတစ်ချက်ထိုးပါမယ် rotary နဲ့ 4 ကတိုင်တိုး12ချက်ပတ်လေးဆက်ထိုးပါမယ်နော်တစ်ချက်နေအော်ဆိုနေတော့အခု rotary နဲ့ 4 ကတိုင်တိုး12ချက်ပတ်လဲဆက်ထိုးလိုက်ပါမယ်နော် row 4 TV သွားရင် shut ကော်လေးနဲ့ပြန်ဆက်ပါမယ်ရှက်ကော်နဲ့ဆက်ပြင်ချီစားလေးဖြတ်လိုက်မယ်နော်ချီစားဖြတ်ပြီးတော့နောက်တစ်ချက်တော့တစ်ဖက်ဆက်ပြီးတော့အခု row 1 ကနေ row 4 ထိ6ကိုထိုးသွားတဲ့အတိုင်း6နောက်တစ်ဖက်ဆက်ပြီးထိုးလိုက်ပါမယ်နော်